အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီ engineer တွေတည်တည်တိုက်တဲ့အကြောင်းအရာလေးတွေကို knowledge sharing ပြုလုပ်နေရတာကြာပါပြီတချို့အကြောင်းအရာတွေလည်းကျွန်တော်ဒီ video လေးတွေလုပ်ပြီးတော့ဒီကျွန်တော် page မှာပဲဖြစ်ဖြစ် YouTube channel မှာပဲဖြစ်ဖြစ်တင်ထားခဲ့တယ်ပေါ့နော်ခုနောက်ပိုင်းတော့ဒီ video လေးတွေတိတ်ပြီးတော့ကျွန်တော်မလုပ်ဖြစ်ဘူးဖြစ်နေလို့ပဲဒီနေ့တော့ကျွန်တော်ပြန်ပြောကြည့်ချင်တယ်လို့ပြောရင်ဒီ engineer တွေပေါ့နော်ဒီအလုပ်လုပ်တဲ့အခါမှာဒီတည်တည်တိုက်တဲ့ software လေးတွေအကြောင်းပေါ့အဲ့ဒါလေးတွေကိုကျွန်တော်နည်းနည်းပြောပြချင်ပါဆိုတော့ကျွန်တော်ဒီ page မှာပဲဖြစ်ဖြစ်ပေါ့နော်ဒီ Telegram channel မှာပဲဖြစ်ဖြစ် engineer တွေတည်တည်တိုက်တဲ့ software တွေအကြောင်းတော့ကျွန်တော်ပြောထားဘူးတယ်ဆိုတော့အဲ့ဒီတည်းမှာဒီ Microsoft project တို့ဒီ Step Pro လို့ပေါ့နော်ဒီ professional software တွေကျွန်တော်တို့ကဒါသိထားဖို့လိုမျိုးပေါ့တခြားဒီ engineer တွေအနေနဲ့ပေါ့နော်အလုပ်လုပ်တဲ့အခါမှာ basic အနေနဲ့ပေါ့နော်သိထားတဲ့ computer skill ရပေါ့နော်သိထားတဲ့ software လေးတွေလည်းရှိတယ်အဲ့ဒါကတော့ဒီအကြမ်းများပြင်ပြောရင်ဒီ Microsoft Word တို့ Excel တို့ဒါလေးတွေကောင်းကောင်းမွန်မွန်ကိုသုံးနိုင်ရမယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်ဒီကျွန်တော်တို့လုပ်တဲ့အခါမှာများသောအားဖြင့် report တွေပေးတော့ဒီ report တွေမှာဒီ PDF file တွေနေနဲ့ပေါ့နော်ပေးကြတာရှိတယ်အဲ့ဒါဆိုဒီ PDF file တွေကိုပြန်ပြီးတော့ပြင်ဆင်တတ်ဖို့ပေါ့ပြုပြင်တတ်ဖို့ပေါ့နော်အဲ့ဒါလေးတွေကျွန်တော်တို့လုပ်တတ်ဖို့လို့တယ်တော်တော်များများတော့ဒါဒီမှာလုပ်တယ်လို့ပြောရင်ဒီ Adobe Acrobat လိုမျိုးပေါ့ professional software ကိုထည့်ပြီးတော့ပြင်ကြပြုကြတယ်တချို့လည်းအဲ့ဟာလေးသုံးကြတယ်ပေါ့နော်ဒါပေမဲ့ဒီ Adobe Acrobat တို့ဘာလို့ကြတော့သူက license နဲ့သုံးရတဲ့ဟာတွေပေါ့နော်အဲ့တော့တကယ်တော့ဒီ license နဲ့မဟုတ်ဘဲနဲ့ဒီ free version ရတဲ့အထဲမှာပေါ့နော် free အနေနဲ့ရတဲ့အထဲမှာကိုရီအနေနဲ့သုံးသင့်တဲ့ဒါ PDF software တွေတခုရှိတယ်ပေါ့သူတို့တချို့လည်းသိကောင်းသိလိမ့်မယ်တချို့လည်းသိချင်မှသိမှာပေါ့နော်ကျွန်တော်ဆိုရင်တော့ဒါတာမန် PDF file တွေကိုဒီ edit လုပ်ဖို့ပြုဖို့အတွက်ပေါ့နော်ဘယ်လိုမျိုးဟာသုံးတယ်လို့ပြောရင်ဒီ PDF exchange viewer ဆိုတာသုံးတယ်အဲ့ဒါကျွန်တော်တို့ဒီ Google မှာလောလောလေးကျွန်တော်တို့ရိုက်ရှာလိုက်လို့ရတယ်ဆိုတော့ဒီလိုမျိုးပေါ့နော်ဒီမှာကျွန်တော် PDF exchange viewer ဆိုပြီးဒါလေးသူကရှာလိုက်လို့ရတယ်ဆိုတော့ကျွန်တော်တို့ကတော့ဒါဟို exchange viewer ကိုဆက်ပြီးတော့သုံးတယ်သူကတော့ဒီတီထွင်တဲ့လူကဒီ exchange editor နဲ့နောက်ပိုင်းတော့အစားထိုးတယ်ပေါ့ဒါပေမဲ့ exchange editor တို့ဘာလို့က file size ကြီးတော့ပေါ့နော်ဟို download ဆွဲတာနည်းနည်းလေးကြာကောင်းကြာတာပေါ့နော်ဒါပေမဲ့ဒီ PDF exchange viewer တော့သူကဒီ download သွားဆွဲမယ်ဆိုရင်သူကဒီမှာဟို 17.3 MB လောက်ပဲရှိရဲဆိုခဏအနေနဲ့ကျွန်တော်တို့ကရတယ်လက်ရှိအချိန်ထိတော့ဒီဟာလေးကဟိုသုံးလို့ကောင်းပါသေးတယ်ပေါ့နော်ကျွန်တော်ကတော့ဒါ exchange viewer လေးကိုသုံးရင်တော့အဆင်ပြေမယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ suggestion လုပ်ချင်တာပေါ့ဒါလေးတော့ download ဆွဲလိုက်ပေါ့နော် download ဆွဲရင်သူက zip file လေးရလိမ့်မယ်အဲ့ zip file ထဲမှာ EAC file ပါတယ်အဲ့ EAC file ကိုက free version အနေနဲ့ပဲကို install လုပ်လိုက်ပေါ့နော်ဒါ install လုပ်လိုက်ပြီးလို့ဒါ PDF exchange viewer ဆိုတာလေးရရင်ကိုကကိုကြိုက်တဲ့ PDF file တစ်ခုပေါ့နော်အဲ့ဒါလေးကိုကိုကဖွင့်ကြည့်လိုက်ပေါ့နော်ဖွင့်ကြည့်လိုက်တယ်လို့ပြောရင်သူကဒီလိုမျိုးလေးပေါ့နော်ဒါဒီမှာလေးတွေ့ပါလိမ့်မယ်ဒါ PDF file တခုကျွန်တော်ဖွင့်ထားလိုက်တာပေါ့နော် PDF exchange viewer ဆိုပြီးဒီမှာလာပြီးတော့ပေါ်တယ်ပေါ့အဲ့တော့သူ့ရဲ့အားသာချက်ကဘာလဲလို့ပြောရင်သူကဒီ PDF file တခုကိုဖွင့်ထားပြီးတော့ပေါ့နော်နောက်တစ်ခါပြန်ဖွင့်ရင်လည်းသူကဘာဖြစ်လဲလို့ပြောရင်ဒီအဲ့ဖွင့်ထားခဲ့တဲ့စာမျက်နှာပဲသူကပြန်ပြတယ်နော်ဆိုတော့ Adobe Acrobat တို့ကျတော့ကျွန်တော်တို့ကအဲ့လိုမဟုတ်ဘူးပေါ့နော်ဥပမာစာမျက်နှာ200ကျော်လောက်ရှိရဲ့စာအုပ်တုပ်ကိုဖတ်ရင်သူကအစအနေနဲ့ပြန်ရောက်သွားတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကတော့ဒီကတော့ exchange viewer ကတော့ဘယ်လိုပဲဖြစ်သူကဖွင့်ထားခဲ့တဲ့စာမျက်နှာပဲသူကပြန်ပြပြီးရင်အဲ့မှာကျွန်တော်တို့တက်ပေါ့နော် inventor မှာအသုံးဝင်တဲ့ဟာလေးက snapshot ကိုသူကကောင်းကောင်းရိုက်လို့ရတယ်snapshot ကိုသူကဒီ snapshot ဟာလေးသုံးပြီးတော့ပေါ့နော်သူကဒီအပိုင်းလေးပဲသူ snapshot ရိုက်နေတယ်ဆိုရင်ဒီအပိုင်းလေးပဲသူက snapshot သူကရိုက်လို့ရတယ်ဆိုတော့သူကအဲ့ဒါလေးတစ်ခုကဒါဟို exchange viewer ရဲ့အသာချက်ပေါ့နော်ဒါတစ်ခုပေါ့ပြီးတဲ့အခါကျတော့သူကဒီမှာကျွန်တော်တို့ဒီဟို test တွေကိုပေါ့နော်ဒါ selection လုပ်ချင်တယ်ပေါ့ဒီစာကိုကျွန်တော်တို့ကကူးလိုက်ချင်တယ်ပေါ့ကူးလိုက်ချင်တယ်ဆိုရင်ဒါဒီ test select 2လုပ်ပြီးတော့ဒီဟာကိုကျွန်တော်တို့ကကူးလို့ရပြီးတော့ဒါလေးကိုဟိုအလွယ်ပေါ့ကျွန်တော်တို့ control C ဆိုပြီး copy ကူးပြီးတော့ဒီ web file ဖွင့်ပြီးတော့အဲ့ထဲမှာ control V ဆိုပြီးကျွန်တော်သွားပြီးတော့ paste လုပ်လိုက်လို့ရအဲ့တော့စာတွေကိုကျွန်တော်တို့ကဒါဟိုအလွယ်တကူကူးလို့ရတာပေါ့နော်ဒါကသူက exchange viewer ရဲ့အသာချက်ထဲမှာပါတယ်ပြီးတော့ကျွန်တော်အကြိုက်ဆိုရင်သူကဒီထဲမှာပေါ့နော်ဒီ tools ထဲမှာသူကဒီ comments and market tools ဆိုတာရှိတယ်ဒီ comments and market tool ကကျွန်တော်တို့တော်တော်အသုံးဝင်တာပေါ့နော်တော်တော်အသုံးဝင်တယ်ဆိုတာကခိုင်ကြတော့ကျွန်တော်တို့ကဥပမာreport တွေဖတ်တယ်အဲ့ report ကို comment ပေးခြင်းတယ်ပေါ့နော် comment ပေးခြင်းတယ်ဆိုရင်သူကဒီမှာtest box 2ကိုလုပ်ချင်တယ်ဆိုလည်းလုပ်လို့ရတယ်ဒါမှမဟုတ်ရင် call out 2ပေါ့နော် call out 2လုပ်ချင်တယ်ဆိုလည်းသူကလုပ်လို့ရတယ်အဲ့တော့ဆိုသူ call out 2ပေါ့ဒီလိုမျိုးလေး call out 2လေးသူရပြီလို့ပြောပါတယ်ဒါသူကအများလေးနဲ့ပေါ့နော်ကိုကဒါကိုဒီမှာဒီဟာလေးကိုကလှုပ်ချင်တယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ကဒီဟာလေးကိုဆိုပါဆို comment တစ်ခုပေးခြင်းတယ်ပေါ့chain ပါညာဒီလိုမျိုး
လုပ်ချင်တယ်လို့ပြောရင်ဒါကိုကရေးပြီးတော့ဒီ file လေး save လုပ်လိုက်ပြီလို့ပြောရင်သူကအဲ့ comment လေးကသူကအပါသွားတာပေါ့နော်ဆိုတော့ဒါကအရန်သုံးဝင်တာပေါ့နော်ဆိုတော့ဒီဟာလေးကျွန်တော်တို့သုံးလို့ရတယ်ပြီးတော့ကြိုက်တဲ့ပုံတွေပေါ့နော်ကြိုက်တဲ့ပုံတွေ rectangle ပဲဖြစ်ဖြစ် oval ပဲဖြစ်ဖြစ်ကြိုက်တဲ့ပုံတွေဆွဲလို့ရတယ်ပြီးရင် drawing တွေဘာတွေမှာဆိုကျွန်တော်တို့ကဘာသုံးဝင်လဲလို့ပြောရင်ဒီ cloud ဟာအသုံးဝင်ဆိုတော့ကျွန်တော် cloud လောက်ပြလိုက်လို့ရဆိုတော့ဒီလိုမျိုးပေါ့နော်ဒါလေးကျွန်တော်တို့ကဒီမှာ cloud လောက်ပြလိုက်ပြီးတော့ပေါ့နော်ဒီလိုမျိုး cloud လောက်ပြလိုက်ပြီးတော့ဒါ right click ထောက်ပြီးတော့ complete ပေါ့နော်ဒီလိုမျိုးလုပ်ပြလိုက်တယ်လို့ပြောရင်ဒါလေးကိုကျွန်တော်တို့က cloud လုပ်ပြီးတော့ကျွန်တော်တို့ကပြလို့ရတာပေါ့နော်ဆိုတော့ဒီဟာလေးကအများကြီးသုံးဝင်ပါတယ်သူကတခုရှိတာဒီ pro version မှာတော့သူက Adobe Acrobat လို့ပေါ့နော်စာရွက်တွေကိုဒီဖြတ်တာတို့စာရွက်တွေကိုဆွဲထုတ်တာတို့စာရွက်တွေကိုအစားထိုးတာတို့ဘာလို့ကသူကအဲ့ pro version မှာလုပ်လို့ရတယ် pro version မဟုတ်ဘဲနဲ့ free version ကတော့သူကဒီ comment ဟာလေးတွေပဲသူကဒီ2ပေါ့နော်2ဟာလေးတွေပဲကျွန်တော်ဘာဖြစ်လဲလို့ပြောရင်ပေးလို့ရတာပေါ့နော်ဒါပေမဲ့ဒီဟာကိုရတဲ့တော်တော်လေးလှုပ်ကင်လို့ရနိုင်ပြီဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်အနေနဲ့ပြောရရင်တော့ဒီဟာ file size ရလဲတိတ်မကြီးဘူးဆိုတဲ့အခါကျတော့ဒါလေးကိုကိုကပေါ့နော်ကိုယ်ဆက်ထဲမှာ install လုပ်ထားပြီးသုံးမယ်လို့ပြောရင်PDF file တွေပဲဖြစ် report ပေးတဲ့ပါဖြစ်ဒါလေးကောင်းကောင်းမွန်မွန်ကိုကလုပ်လို့ရတာပေါ့နော်ကျွန်တော်ကတော့ဒီဟာလေးသဘောကျပါတယ်နော်ပေါ့ပါလေးနဲ့သုံးလို့ရတာဆိုတော့ဘေးရမဆိုသုံးလို့ဘေး laptop ဆိုတော့သုံးလို့ရတဲ့ခါကျဒီဟာလေးတစ်ချက်စမ်းသုံးကြည့်ပါပေါ့ဒါလေးကိုကျွန်တော် knowledge share လုပ်တာဖြစ်တာပါနော်ကျေးဇူးတင်ပါတယ်ဗျ